အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အော်နောက်ကင်းမှာကန်ရအခက်ဆုံး assassin hero ဖြစ်တဲ့ဂျင်းအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်စလိုက်ကြရအောင်ပါကျွန်တော်တို့အော်နောက်ကင်းရဲ့ King Ran ဆိုတဲ့တာကြီးထဲမှာနေမကြီး၈ခုနဲ့ဖွဲ့စည်းထားပါတယ်အဲ့ဒီထဲမှာမှ King Ran ရဲ့အခြေဆုံးပိုင်းဖြစ်တဲ့ဂျူလူကောင်းရွန်ဆိုတဲ့နေမှာဂျီရှားနေရဲ့ဂျူလူကောင်းရွန်ဆိုတဲ့မြို့ရဲ့ပြီးတော့ယုံဆိုတဲ့နေရဲ့နေမကြီး၃ခုရှိပါတယ်ကျွန်တော်တို့ hero ဂျင်းကတော့ဂျီရှားနေကထွက်လာတဲ့ hero ဖြစ်ပါတယ်တကယ်တမ်းဂျင်းရဲ့ဇာတိမြေကဂျီရှားနေမဟုတ်ပဲ Central Plain ကရှောင်းငန်းနေသူဖြစ်ပါတယ်ဂျင်းစီမှာရောင်ဆိုတဲ့မောင်လေးတယောက်ရှိရဲ့မောင်နှမရင်းဆိုပေမဲ့ဂျင်းနဲ့ရောင်ကဆရာရှင်လုံးဝမတူပါဘူးဂျင်းရဲ့မိဘတွေကချန်ငန်းမျိုးနောက်ွယ်ကနေချန်ငန်းမျိုးကိုရန်ပြုတ်လာမယ့်ရန်သူတွေကိုအမောင်ဘက်ရှမ်းကနေတိုက်ခိုက်ရတဲ့လှုပ်ဝက် assassin တွေဖြစ်ပါတယ်ပြီးတော့သူမိဘတွေကမှန်ကိုအရှိကန်နဲ့စွမ်းရည်မျိုးအသုံးပြုနိုင်တဲ့သူတွေဖြစ်ပါတယ်တရက်မှာတော့ဂျင်းရဲ့မိဘတွေက mission တစ်ခုဆောင်ရရင်ပျောက်ရှင်းမလားပျောက်ရှသွားပါတယ်အဲ့လိုဖြစ်သွားတာကြောင့်မိဘတွေရဲ့တောင်းဝန်ကဂျင်းရဲ့ပခုံးပေါ်ညာရင်းကြီးရောက်ရှိလာပါတယ်ဒီလိုကြီးလေးတဲ့တောင်ကိုကျင်းအနေနဲ့ထမ်းဆောင်ရမှာအရင်ကြီးလွန်းတာကြောင့်အဲ့ဒီဖီယာကိုကျင်းကလုံးဝမခံနိုင်ပါဘူးအဲ့ဒီနောက်မှာတော့ကျင်းကသူ့မောင်လေးကြောင်ကိုခေါ်ပြီးတော့သူ့မိဘတွေနဲ့သက်ဆိုင်တဲ့ပစ္စည်းမှတ်တမ်းအစအနတွေအကုန်လုံးဖျက်ဆီးခဲ့ပြီးတော့ရှန်ငန်းနဲ့ဝေးတဲ့နေမြေတွေကိုထွက်လာခဲ့ပါတော့တယ်နောက်ဆုံး Three Kingdom နဲ့ Riverland ဆိုတဲ့နေမြေတွေကြောခဲ့ပြီးတော့ကျူးလူကုန်းရဒေတာဂျီရှာနဲ့ဂျီရှာကက်ဒမီကျောင်းကိုရောက်လာခဲ့ပါတော့တယ်ဂျီရှာကက်ဒမီကျောင်းကကျွန်တော်တို့အော်နော့ကင်းထဲမှာရှိတဲ့ hero တော်တော်များပေါ်ထွက်တဲ့နေရာလေးဖြစ်ပါတယ်ဂျင်းရောရောင်ကရေရှားချောင်းရောက်တဲ့ချိန်အစားလို့ဖြတ်တန်းရတဲ့ပုံစံတွေကွဲထွက်သွားပါလေဂျင်းအနေနဲ့ငငယ်ကမိဘတွေရဲ့တင်းကျပ်တဲ့အင်းကြောင်မှုအောက်မှာပြိုးထောင်ခဲ့ရလို့တောင်ရုံဆိုတယောက်တည်းနေတတ်ပါတယ်သူ့မှာတငငင်းဆိုလဲတယောက်မှမရှိပါဘူးပြီးတော့ရေရှားချောင်းမှာအမြင့်ဆုံးဆိုတဲ့အဆင့်သတ်မှတ်ခြင်းကိုဂျင်းကထိတ်ဆုံးမှာအမြဲတမ်းရှိနေတတ်ပါတယ်ဂျင်းဒီကတင်ယူခဲ့တဲ့ဘာသာရပ်ကသူ့မိဘတွေလိုမှန်ဆွမ်းအောင်အသုံးပြုတဲ့ဘာသာရပ်ဖြစ်ပါတယ်နှင်းနှင်းငယ်ကြားတဲ့ချိန်မှာဂျင်းနောက်ဆုံးဖြေဆိုရမယ့် Hollow Mirror ဆိုတဲ့ဆောင်းပွဲဖြေဆိုရမယ့်အချိန်ရောက်လာပါတော့တယ်ဆောင်းဝန်းဖြစ်ခင်သူ့ဆရာဖူးစွဆိုတဲ့သူက Hollow Mirror Test ကိုဖြေဆိုတဲ့သူကတော်တော်များများကပြောင်းလာနိုင်ကြဘူးဆိုပြီးတော့တတိပေးခဲ့ပါသေးတယ်။သို့ပေမဲ့ချင်းကဒီဆောင်းပွဲကိုဖြေဆိုခဲ့ပါတယ်။ Test တွေတော်တော်များများဖြေဆိုပြီးတဲ့အချိန်နောက်ဆုံး Test ကိုရောက်လာပါတယ်။ Hollow Mirror တွေဝင်တဲ့အချိန်ရှင်လုံးဝမထင်ထားတဲ့တစ်ခုကိုချက်ချင်းမြင်လာရပါတယ်။အဲ့ဒါကတော့မှန်ထဲမှာကဘာပြည့်ကြီးတစ်ခုကြောင်းနေပြီးရေးစီတော်တွေအကွဲနေတဲ့တလင်းအလယ်မှာမှန်တစ်ချက်တည်းရှိနေတာကြီးကိုမြင်လိုက်ရပါတယ်။ဂျင်အနာကသွားလိုက်ချိန်မှာတော့မှန်ထဲမှာသူ့မိရဲ့အပြုံးရဲ့ပြီးတော့သူ့ဖေရဲ့ပြီးတော့သူ့လှမ်းခေါ်နေတဲ့သူ့မောင်ရှောင်ရဲ့ချက်ချင်းမြင်လိုက်ရပါတယ်။ဂျင်ကအဲ့ဒီမြင်ကွင်းကိုတောက်မခံနိုင်တော့တဲ့အစုံမှန်ရနောက်ကိုတလန်းဆုပ်လိုက်ပါတယ်။အဲ့ဒီမှာသူ့ရှီတောက်ကိုစူးကနေခံစားလိုက်ရပါတယ်။ပြီးတော့တွေးထွက်နေတဲ့သူ့ရှီတောက်ကိုမြင်လိုက်တော့မှတတိရလာပြီးတော့ဒါကပုံရင်ရောင်ဖြစ်မှန်းချက်ချင်းသိလိုက်ပါတယ်။အဲ့နောက်ချင်းကမှန်ကိုအပြည့်ပြည့်နဲ့လက်သီးတစ်ချက်နဲ့ထိုးချလိုက်ပြီးတော့ရိုက်ခွဲလိုက်ပါတော့တယ်ပြီးတော့မှန်စားတွေကသူ့ခန္ဓာကိုယ်တွေကိုသူ့ဝိညာဉ်မှာပြတ်မတက်တိုးဝင်လာခဲ့ပါတယ်အရန်နာချင်းလုံးတဲ့အတွက်ကြောင့်မို့ဂျင်လည်းသတိမိသွားခဲ့ပါတယ်သူသတိပြန်ရလာတဲ့အချိန် Hollow Mirror ခန်းထဲမှာသူမတက်ရကြီးရှိနေခဲ့ပါတယ်တကယ်တော့အဲ့ဒီစူးကြုံတွေဂျင်ကသူ့ကိုယ်သူတက်နေမိအောင်လို့ Hollow Mirror ခန်းဝင်ကလေးကအခန်းပတ်ပတ်လည်းမှာချခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုရင်မှန်အားပြတဲ့ပုံရင်းအောင်ရင်ထဲမှာသူယုံထွက်နိုင်မယ်ရှိနေမစိုးလို့ပါသူသတိပြန်ရတဲ့အချိန်မှန်ပိုင်းစားတချို့ကလေထဲမှာဝဲပြက်နေတာကိုတွေ့လိုက်ရပြီးတော့အဲ့ဒီမှန်ဆွဲအောင်ကိုဂျင်ကရရှိခဲ့ပါတော့တယ်မှန်ထဲမှာရှိတဲ့ဂျင်ရဲ့ပုံရရောင်အောင်ဆိုရင်လေဂျင်တစ်ခုခုနဲ့တိုက်ခိုက်နေခြင်းတိုင်းအမြဲတမ်းပေးမှာကူတိုက်ပေးပါတယ်test တွေကိုအောင်မြင်ပြီးတဲ့နောက်မှာဂျင်ကကျောင်းကထွက်သွားပြီးတော့ရုံးဆိုတဲ့မြို့မှာအရင်ထူးချွန်တဲ့ထောက်လောင်းရေးဖွဲ့တွေဝင်ခဲ့ပါတော့တယ်ဂျင်ကတယောက်တည်းလှုပ်ရှားရတဲ့ mission မျိုးတွေဆိုအမြဲတမ်းအောင်မြင်ခဲ့ပါတယ်ဒီလို mission မျိုးတွေလုပ်နေရတဲ့ဂျင်ကသူတရားမှလည်းလုံးဝမကြောက်ပါဘူးသူ့ဘဝမှာကြောက်ဆုံးရာတစ်ခုရှိပါတယ်အဲ့ဒါကတော့သူ့မောင်ရောင်ကသူ့ကိုမုံသားမရဲ့ရောင်ကိုယ်တိုင်ကဂျင်းလိုလူမျိုးဖြစ်လာမှရဲ့အရန်ကြောက်ခဲ့ပါတယ်ဂျင်းရဲ့မောင်ရောက်တဲ့ဆိုရင်ဂျင်ကအမောင်လန်းကိုရွေးရပါစေရှောက်မဲ့လူစားမျိုးဖြစ်ပါတယ်ကဲဒါလေးကတော့ကျွန်တော်တို့အော်နော့ကင်းရဲ့ hero ဂျင်ရဲ့အကြောင်းပဲဖြစ်ပါတယ်ကြံနေတတ်တယ်ဆိုရင်like and follow share comment လေးရေးပေးခဲ့ပါဦးခင်ဗျာ自我之相犹在镜中。